Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Mobile Legends တို့ PUBG ကိုစော့ပြီးတော့လောင်နေတဲ့ brother တွေအတွက်စိတ်အပန်းဖြစ်စေမဲ့ game လေးတွေကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်အလုပ်ကြောင့်ကြောင်းကြောင့်ရေးစားကြောင့်စိတ်ညစ်နေရတယ်စိတ်ရှုပ်နေရတယ်ဆိုရင်ဒီ game လေးတွေကိုစော့ကြည့်ဖို့တိုက်တွန်းပါတယ်စော့ကြည့်ပြီးသွားလို့ကြိုက်တယ်ဆိုရင်လည်းကျွန်တော် channel လေးကို subscribe နှိပ်ခဲ့ပေးပါအောင်ခင်ဗျာအားလုံးပဲ video လေးကိုစကြည့်လိုက်ရအောင်နော်Number 1 Creature of the Deep ပထမအဆုံး game ကတော့ Creature of the Deep ပါဒီ game မှာ brother ကကျွန်းလေးတစ်ကျွန်းပေါ်မှာစပြီးတော့ဆော့ရမှာပါ brother ကပင်လယ်ထဲမှာငါးပြားပြီးတော့ပတ်စံရှာရမယ်ပြီးတော့ brother ရဲ့ကျွန်းလေးကိုပြန်လည်ပြီးတော့ပြုပြင်ရပါမယ်ဒီ game ရဲ့ graphic တွေကတော်တော်လေးကိုမိုက်လို့ချစ်စရာလည်းကောင်းပါတယ်ပင်လယ်ထဲမှာတယောက်တည်းရွတ်လွှင့်ပြီးတော့သွားရတာကလည်းတော်တော်လေးကိုစိတ်ငြိမ်းချမ်းစေပါတယ်ဒီလိုကာလမျိုးမှာမဖြစ်မနေဆော့ကိုဆော့တဲ့ဂိမ်းကောင်းလေးတစ်ခုပါတကယ်လို့ brother တို့အနေနဲ့ဆော့ပြီးတော့ကြိုက်တယ်ဆိုရင် comment မှာဆော့ရတဲ့အတွေ့အကြုံတွေကိုလည်းမျှဝေခဲ့ပေးလို့ရပါတယ်ခင်ဗျဂိမ်း number 2 Stampede ဒီ game ကတော့ Temple Run တို့လို Subway Surf တို့လို runner game အမျိုးအစားပါဒါပေမဲ့ in-game graphics style ကတော့တော်တော်လေးကိုခွာခြားပါတယ် brother ကကောင်းမွန်နေရာနေဆော့အောင်မှာဖြစ်ပြီးတော့ကျိုးကွင်းလေးတစ်ချောင်းနဲ့သရိတ်ဆန်တွေကိုတက်စီးရမှာပါဒီလိုတက်စီးပြီးတော့ဖမ်းမိလာတဲ့အကောင့်တွေကို brother ကကိုယ်ပိုင်သရိတ်ဆန်ရုံထဲမှာထည့်ထားလို့ရပါသေးရဲ့ gameplay ပိုင်းအနေနဲ့ကလည်းရှုပ်နေရမျိုးမဟုတ်ဘဲနဲ့ဆော့ရတာလွယ်ကူရိုးရှင်းပါတယ်ရပတ်တွေမှာစိတ်အပန်းဖြည့်ခြင်းလို့ဆော့တာပဲဖြစ်ဖြစ်လန်ကားစီးနေတော့အပြင်းပြေဆော့တာပဲဖြစ်ဖြစ်လက်ကနေချချင်မှာမဟုတ်ပဲအချင်းကုန်မှန်းမသိကုန်သွားစေမယ့် game မျိုးမို့လို့တစ်ခါတော့ဆော့ကြည့်ဖို့အကြံပေးပါတယ်ခင်ဗျကဲအားလုံးပဲနောက် game လေးကိုဆက်မပြောခင်မှာ subscribe လုပ်ရတဲ့ brother တွေကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ခဲ့ပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျတတိယမြောက် game လေးကတော့ Beach Buggy 2 ပါကျွန်တော်တို့ငငယ်တုန်းက PS2 မှာဆော့ခဲ့တဲ့မြေခွေးကားမောင်းပုံစံမျိုးပါပဲ brother အနေနဲ့ကားမောင်းပြန်ရမှာပါကားမောင်းပြန်မွေကတာမန်ကားမောင်းပြန်မွေမျိုးမဟုတ်ပါဘူးကားမောင်းနေရင်လည်း brother တို့ကတခြားပြန်မွေဝင်တွေကိုဒုံးကျည်တွေဘုံတွေနဲ့ပစ်လို့ရပါတယ် game character တစ်ခုချင်းစီတိုင်းမှာလည်းကိုယ်ပိုင် power တွေရှိကြပါတယ် game ဆက်ချင်းမှာတော့ brother မှာ character တစ်ကောင်ပဲရပါအောင်မယ်ဖြည်းဖြည်းဆော့ရင်းနဲ့မှာတခြား character တွေကိုလည်း unlock ဖြစ်လာမှာပါ game ထဲမှာပါတဲ့မြေပုံတွေကလည်းတကယ့်ကိုမိုက်တဲ့ graphic တွေနဲ့မို့လို့ကားမောင်းရတာကိုသဘောကျတဲ့ brother တို့အတွက်စိတ်အပန်းဖြည့်စေမယ့် game ကောင်းလေးတစ်ခုပါပဲကဲအားလုံးပဲဒါဆိုရင်၄ခုမြောက် game ကိုဆက်သွားလိုက်ရအောင် game လေးနာမည်ကတော့ Zombie Catcher ပါဒီ game က zombie ကိုလိုက်ဖမ်းရတဲ့ game ဆိုပေမဲ့ game ထဲမှာပါတဲ့ zombie တွေကတခြား game တွေကလို့ကြောက်စရာလုံးဝမကောင်းပါဘူး brother ကဒီ game ထဲမှာ zombie တွေကိုလိုက်ဖမ်းရမယ့်ကြိုးစားနေရနေကစားရမှာပါဖမ်းမိလို့ရလာတဲ့ zombie ကိုစက်ထဲထက်အရေးနှစ်အချုပ်ရည်လုပ်ပြီးတော့ရောင်းရမှာပါ game graphic ကလည်းတော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ zombie လေးတွေပြေးထွားနေတဲ့ပုံစံကလည်းရဲစရာကောင်းပါတယ်အကြောင်းမျိုးမျိုးကြောင့်စိတ်ညစ်နေလို့ပဲဖြစ်ဖြစ်စိတ်ရှုပ်နေရတာပဲဖြစ်ဖြစ်ဒီ game လေးကိုနိုင်ဝက်တနားရီလောက်အချိန်ပေးပြီးတော့ဆော့ချီဖို့အကြံပေးပါတယ်နောက်ဆုံး game ရဲ့နာမည်လေးကတော့ Auto ပါ gameplay ပိုင်းကတအားကိုရိုးရှင်းပြီးတော့ in-game graphic ကတော်တော်လေးကိုမျက်စိအေးစေပါတယ်ဒီ game မှာ brother ကနှင်းလျှောစီးပြီးတော့တောင်ကုန်းတွေပေါ်မှာ stand ပြရမှာပါဆော့ရတာကလည်းရိုးရှင်းပြီးတော့စိတ်ကိုတည်ငြိမ်စေသလို game ထဲမှာသုံးထားတဲ့တခြင်းလေးတွေကလည်းတော်တော်လေးကိုလမ်းပြီးတော့မိုက်ပါတယ် game ဆော့ရင်စိတ်အပန်းဖြည့်ခြင်းနဲ့ညီကိုအတွက်မဖြစ်မနေဆော့ရမယ့် game မျိုးပါပဲကဲ brother တို့ဒီနေ့ကတော့ game ဆော့နေရင်နဲ့စိတ်အပန်းဖြည့်စေမယ့် game 9ခုအကြောင်းကိုပြောပြပေးခဲ့ရပဲဖြစ်ပါတယ်ဘယ်ဟာကိုစမ်းပြီးတော့ဆော့ခြင်းလဲဆိုတာ comment မှာပြောပြခဲ့ပေးပါဦးဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လုပ်ထားပြီးတော့ဒီလိုဗီဒီယိုတွေကိုထပ်ကြည့်ခြင်းနဲ့ဆိုရင်အခုပဲ subscribe လေးလုပ်ထားလိုက်ပါအောင်နော်ကျွန်တော်ရဲ့ channel လေးကိုအားပေးကြတဲ့တဦးတယောက်တိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်အားလုံးပဲ game တွေဆော့ရင်းနဲ့အေးအေးဆေးဆေးအနားယူနိုင်ကြပါစေခင်ဗျာ